မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့လေးမှာလမ်းကြောင်းတွေကတော့ပေါ်တယ်ဗျဒီမှာခွန်နဲ့ဒီမှာ8တဲ့ဒီမှာ6တဲ့ဒီမှာ6လို့သွားခြင်းခွန်8 66ဆိုတဲ့ကဏ္ဍခွန်ရ8ရ6ရ6ရခွန်8 66ဒီကနေ့လာခဲ့တာခွန်8 6 6အဲ့မှာခွန်8 66အဲ့တော့သူကဒီကနေထည့်တယ်ခွန်8 6 6ခွန်8 66အဲ့ဒါကိုခွန်ရ8ရ6ရ6ရတို့သွားခြင်းအဲ့မှာခွန်ပိတ်ရှိတယ်အဲ့မှာခွန်ပိတ်ဒါပေမဲ့အဲ့ခွန်8 6ဒီကတူလာခဲ့တော့ကနှစ်3တက်ကနေဆင်းလာတဲ့ပုံစံမျိုးသူကဒီနေ့နေ့မှလာပြီးတော့သူကအပင်ပေါင်းတာအဲ့ကြတော့သူကခွန်8 6တင်လဲဒါပြီးရင်ပြီးသွားနိုင်တဲ့ပုံစံမျိုးအဲ့ကြဒီသုံးလုံးပေါင်းနဲ့ခွန်ကိုဒီမှာခွန်နဲ့ပြန်ထည့်ဒီသုံးပေါင်းနဲ့8ကိုဒီမှာ8နဲ့ပြန်ထည့်ဒီသုံးပေါင်းနဲ့6ကိုဒီမှာ6နဲ့ပြန်ထည့်ခြင်းအဲ့မှာ9ထည့်ခွန်8 6ဆိုတဲ့ခဏခွန်ဒီသုံးလုံးခွန်ကိုဒီခွန်နဲ့ထည့်ဒီသုံးလုံး8ကိုဒီ8နဲ့ထည့်ဒီသုံးလုံး6ကိုဒီ6နဲ့ထည့်ခြင်းအဲ့မှာ9ထည့်အဲ့မှာ9ထည့်ရှိတယ်သူကဒါပေမဲ့ဒီကောင်ကအပင်တော့ထက်တယ်ဗျအဲ့ကောင်ဘယ်လိုထက်တာအောင်ဆိုတော့သူက3ရယ်9ရယ်6ရယ်ဖြစ်သွားတာ396အဲ့396တဲ့ဒီ8 4တက်ကလာခဲ့တာ8ရယ်4ရယ်1ရယ်8 4တက်အဲ့8 4တက်ရဲ့ပေါက်ပါ396လို့ရိုက်တာအဲ့ကြဒီမှာ3ကိုဒီမှာ3ဖြစ်နေတယ်အပင်တော့ထက်တယ်အဲ့ကြဒီကောင်က3 9 3ကျွန်တော်တို့ကဒီလိုကောက်မှာ3ကိုဒီ3နဲ့ပြန်ထည့်တာ9ကိုဒီ9နဲ့ပြန်ထည့်တာဒီမှာ6ကိုဒီ6နဲ့ပြန်ထည့်တာဆိုတော့ကြတော့သူကအပင်ကဒီလိုထပ်သွားတာဒီ3ကိုဒီ3နဲ့ပြန်ထည့်လိုက်တာဒီကောင်နှစ်ခါကောက်ဖြစ်နေတယ်အဲ့ကြဒီ3ကဒီ3ဖြစ်နေဒီ9ကဒီ9ဖြစ်နေတာဒီ3ကဒီ3ဖြစ်နေတာ393 3ရယ်